ဆေးဝါးရေးထည့်ထားတဲ့အရေးခွက်ထဲကိုဗိုက်တာမင်စီပါဝင်နေတဲ့ဖန်ခါးသီးတွေလိထည့်လိုက်တဲ့အခါမှာဘာကြောင့် colorless ဖြစ်သွားလဲဆိုရင်တော့အခုဒီမှာပြထားတဲ့ chemical equation ကြောင့်ဖြစ်ပါတယ်အသုံးပြုလိုက်တဲ့ Spitidine မှာဆိုရင် iodine ပါဝင်တာကြောင့်ဖန်ခါးသီးထဲမှာပါတဲ့ဗိုက်တာမင်စီနဲ့ဓာတ်ပြုပြီး reaction ပြီးမြောက်တဲ့အခါမှာ colorless အဖြစ်သို့ပြောင်းသွားတာဖြစ်ပါတယ်။အဲဒါကြောင့်သူ့ကို chemist test အနေနဲ့လည်းအသုံးပြုကြပါတယ်။ဒါဆိုရင်ဗိုက်တာမင်စီပါတဲ့အသီးအရွက်နဲ့ cosmetic product တွေကရောဆိုလိုတာကiodine ပါတာကြောင့်ဗိုက်တာမင်စီပါတဲ့မြည်သည့်ပစ္စည်းမှဆို reaction ပြီးမြောက်တဲ့အခါ colorless အဖြစ်သို့ပြောင်းသွားမှာဖြစ်ပါတယ်။နောက်ထပ်ဗိုက်တာမင်စီကျွဲဝါစွာပါဝင်နေတဲ့ဇီးဖြူသီးနဲ့ test လုပ်ကြည့်လိုက်တဲ့အခါမှာ colorless အဖြစ်သို့ပြောင်းသွားပါတယ်။အားလုံးပဲဗဟုသုတရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်မကတော့ဓာတုဗေဒပညာရှင်ဒေါက်တာအီရောင်ဖြစ်ပါတယ်။အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်။